လိုပါပဲလူပဲလို့ဖြစ်လာလို့ရှိရင်ဒီခန္ဓာကိုယ်ကြီးကိုကျွေးရတယ်မွေးရတယ်အစာတွေထည့်ရတယ်အစာတွေစွန့်ရတယ်ရေတွေတက်ရတယ်အလောင်းကောင်ကြီးဖြစ်သွားပြီဆိုရင်ဒီအလောင်းကောင်ကိုလူတွေကမပြည့်စည်အောင်ဆိုပြီးတော့ဖန်တီးယူကြတယ်9ရက်ပြည့်အောင်ထားတယ်4ရက်ပြည့်5ရက်ပြည့်အောင်ထားတယ်ရက်များစွာရှိတ်ဆွဲဒီရုပ်တရားကြီးပဲရှိတော့တဲ့အခါမှာနန္တရားပဲပျောက်ကွယ်သွားတဲ့အချိန်မှာဘာမှတန်ဖို့မရှိတော့အဲဒါကြောင့်လူဘဝဘာလဲဆိုတော့ကိုပြူထားတဲ့ကံပဲကိုနောက်ကိုပါတာမနေရလို့တရားတော်ခါကိုနောက်ကိုများဘာများပါမှာပစ္စည်းအစုတစ်ခုမပါကိုပြူထားကံများကိုနောက်ပါဆိုတဲ့အတိုင်းပဲကိုပြူထားတဲ့ကုသိုလ်ကံအကုသိုလ်ကံကောင်းတဲ့ကံမကောင်းတဲ့ကံဒါကိုပြီးတော့ဘယ်လိုလဲကိုနောက်ကိုယူသွားမလဲဆိုတာတော့ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိတယ်အကုသိုလ်ယူမလားအကုသိုလ်ယူမလားကိုယ်ဝိုင်းရဲ့ရှုပ်လုံးပေါ်အမေရအတွက်ရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေအားမသေးပဲလည်းရှိတယ်ဒီမန္တလေးရတတိအိမ်ပြောသွားတဲ့အခါမှာ BMW ကားရဲ့လိုက်စကားရဲ့အဲ့ချိန်မှာသူတို့ရဲ့နေမယားအလောင်းကောင်ကြီးတွေ့လိုက်တယ်ဆိုပြီးတော့ဦးဒုနန္ဒဆရာတော်ကနေရောပြောတဲ့အခါမှာအောင်ရကဓမ္မတွေလည်းရပါတယ်ဒီကကြတော့ရှာဖွေလိုက်ရတာဒီပစ္စည်းဥစ္စာတွေအတွက်ကိုစူးစမ်းလိုက်ရတာရုန်းကန်လိုက်ရတာနောက်ဆုံးကျတော့ငရင်လေးတစ်ချက်စောင့်လိုက်တာနဲ့တပြိုင်နက်ပုံဒိုင်းဆိုတာတပြိုင်နက်တခါတည်းအုံးဆိုတာနဲ့ဒိုင်းဆိုတာနဲ့သိတော့တာပဲဒိုင်းဆိုသိသွားတာပဲအင်္ဂလိပ်လိုကတော့ဒိုင်းဆိုတာသိတာပဲအဲ့ဒါအုံးဆိုတာတော့အင်္ဂလိပ်လိုဗမာလိုပေါ့အုံးဆိုတာလည်းဒိုင်းအဲနောက်ကဒိုင်းကပါသွားတာပဲသိပြီအုံးဆိုရင်ဒိုင်းတော့မှာပဲဆိုမှတ်တော့အကြောင်းလို့တာဘဝတစ်ခုကိုရလာတဲ့ဘဝလေးမှာအကျိုးရှိရှိနဲ့ကိုယ့်ဘဝကိုညီကုန်းရှုပ်သွားပါအဆုံးသတ်သွားပါလို့ပြောချင်တာပေါ့ဒါပါပဲ